စကိုင်းတိုင်းတပရင်းမြို့နယ်စိုင်းပြင်းမြို့နယ်ကရဲစခန်းကို Operation OTT စစ်စင်ရေးအပြည့်တက်ခိုက်သိမ်းပိုက်ခဲ့တာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်17ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။စိုင်းပြင်းမြို့နယ်မြေရဲစခန်းကိုပြည်သူ့ဘာဝေးတပ်ဖွဲ့ဝင်အယောက်60ကမေလ14ရက်မှာစတင်တိုက်ခိုက်ခဲ့ပြီးမေလ16ရက်မနက်9:10မိနစ်မှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲဒီတိုက်ပွဲမှာစစ်တပ်လက်အောက်ခံလက်နက်ကိုင်အဖွဲ့ဝင်17ယောက်သေဆုံးခဲ့ပြီးရန်တဲ့ခရိုင်တွေကိုလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ရဲစခန်းကစခန်းမှုဒုရဲအုပ်ဝင်းစာနီအောင်ကတိတ်ဆုံးတရားရတဲ့တပ်ဖွဲ့ဝင်တွေနဲ့9နှစ်အရွယ်ကလေးငယ်တယောက်အပါအဝင်မိသားစုဝင်တွေကိုခြံထားခဲ့ပြီးကိုလို့ရုံးကထွက်ပြေးသွားခဲ့တယ်လို့အမတ်1ရွှေဘိုခရိုင်စစ်ဌာနကဖော်ပြပါတယ်။စစ်တပ်ကအမတ်1ရွှေဘိုခရိုင်စစ်ဌာနနေမြေအတွင်းမှာရှိတဲ့အထိုင်စခန်းတွေကိုလူလက်နက်နဲ့ drone တွေဖြည့်တင်ပြီးအရက်သားတွေကိုပြစ်မှတ်ထားဖိနှိပ်မဲ့အခြေအနေတွေရှိလာတဲ့အတွက်လူထုကိုတပ်ဆွမ်းသမျှအကောင့်တွေဆောက်ရှောက်ဖို့နဲ့လုံခြုံရေးအာမခံချက်ပေးနိုင်ဖို့ Operation OTT စစ်စင်ရေးကိုဆင်နွှဲခဲ့တာဖြစ်တယ်လို့ရှင်းပြထားပါတယ်။စစ်စင်ရေးအတွင်းမှာစစ်တပ်အထိုင်ချတပ်ဆွဲခဲ့တဲ့အဆောက်အုံတွေနဲ့ခန်းစစ်မိုင်းတွေကိုရှင်းလင်းဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့လူထုအနေနဲ့နေအိမ်တွေမှာပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီးဖြစ်ကြောင်းလည်းအသိပေးထားပါတယ်။တစ်ဆက်တည်းမှာပဲစစ်တပ်စခန်းအတွင်းနဲ့ပတ်ဝန်းကျင်မှာနင်းမိုင်းတွေတိုက်မိုင်းတွေကျင်းရှိနေနေတာကြောင့်ဝင်ရောက်တာမပြုလုပ်ကြဖို့အပါအဝင်အချက်6ချက်ကိုထုတ်ပြန်အသိပေးထားပါတယ်။မပောက်ကွဲသေးတဲ့မိုင်းတွေနဲ့ခဲယမ်းတွေကိုတွေ့ရှိရင်မိမိဘာသာဂိုင်းတွေရှင်းလင်းတာမျိုးမပြုလုပ်ဘဲပြည်သူ့လုံခြုံရေးအဖွဲ့တွေစီအကြောင်းကြားဖို့စစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုအပြင်မြေပြင်စစ်ကြောင်းမှာဝင်လာနိုင်တာကြောင့်လုံခြုံရေးအသည့်နဲ့နေထိုင်ကြဖို့ဆိုတဲ့အချက်တွေကိုလည်းသတိပေးထားပါတယ်။ဒါ့အပြင်တိုက်ပွဲကာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့တချို့နေအိမ်တွေဝင်ရောက်နေထိုင်ကြတာတွေရှိခဲ့ပြီးရိခါနဲ့အသုံးဆောင်တချို့ယူငင်သုံးဆောင်နေတာရှိတဲ့အတွက်မိဘပြည်သူတွေအနေနဲ့စာနာနားလည်ပေးဖို့နဲ့အဲ့ဒီကုန်ကြစီတွေကိုပြန်လည်တာဝန်ယူပေးသွားမယ်လို့အမတ်1ရွှေဘိုခရိုင်စစ်ဌာနကအသိပေးထားပါတယ်။ Operation OTT စစ်စင်ရေးဆိုတာကတော့2025မေလ12ရက်နေ့မှာအိုးဒေနေရွာစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်အယောက်20ကျော်တေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက်စစ်စင်ရေးပြန်လည်ဖော်ဆောင်တာလို့သိရပါတယ်။ဒါကြောင့် OTT ဆိုတာဟာအိုးဒေနေရွာကိုအင်္ဂလိပ်ဘာသာနဲ့ရေးတဲ့အမည်စာလုံးကိုအတူကောက်ယူထားတာဖြစ်ပါတယ်။တပရင်းမြို့နယ်အိုးဒေနေရွာစာတင်ကျောင်းကိုစစ်တပ်က2025မေလ12ရက်နေ့မှာပုံကျဲခဲ့တာကြောင့်ကျောင်းသူကျောင်းသား22ယောက်ဆရာမ2ယောက်စုစုပေါင်း24ယောက်တေဆုံးခဲ့ရပါတယ်။ဒါအပြင်ကျောင်းသားကျောင်းသူနဲ့ဆရာဆရာမ100ကျော်တရားရရှိခဲ့ပါတယ်ရှင်။မန္တလေးမြို့မှာ TikTok ဆယ်လီတူကဇီဝိုင်းတမချင်းဖြစ်တဲ့ပြဿနာကိုတူးဆိုင်ရှိမှာစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတဲ့လူမိုက်တွေကိုခေါ်ယူကအင်အားပြခဲ့ပါတယ်။အထည်လုပ်ငန်းလုပ်ကိုင်သူအချင်းချင်းကြားပြဿနာဖြစ်ပွားရာကနေဇော်ဝင်းမောင်စုသူကမန္တလေးမြို့ကစစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ပစ္စည်းတွေကိုတူးဆိုင်ရှိခေါ်ပြီးအင်အားပြခဲ့ရပါအဲ့ဒီလူတွေဟာပစ္စည်းတီကောင်းဆောင်ချိုကြီးနဲ့ပိုပိုတို့ဖြစ်ကြောင်းမြို့ကနေကပြောပါတယ်။အင်အားကလည်းအယောက်20တက်မနဲ့ပါဝင်တာကိုတွေ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီရုပ်သံဖိုင်ကိုတင်ထားတဲ့ချိုကြီးရဲ့ TikTok ရုပ်သံအောက်မှာတော့ပောက်ကိုရောကအားပေးအားမြောက်ပြုပြီးဝင်ရောက်မှတ်ချက်ရေးထားတာကိုလည်းတွေ့ရပါတယ်။စီးပွားရေးသမားချင်းဖြစ်ကြတဲ့ပြဿနာကိုအခုလိုပစ္စည်းတွေခေါ်ယူအင်အားပြခဲ့တဲ့အပေါ်မှာဝေဖန်ခံနေရတယ်လို့သိရပါတယ်။တိုင်းပြည်ဟာတဖြည်းဖြည်းနဲ့ကြောက်စရာကောင်းလာပြီးမြို့ပြမှာအာဏာရှင်လက်ထံဝေးထားတဲ့လူစိုးလူမိုက်တွေကချင်းချောက်မိုက်ကြီးခွဲပြနေကြတဲ့ခေတ်ကိုရောက်နေပြီလို့စကိုင်းနဲ့အခြေစိုက်နိုင်ငံရေးလှုပ်ရှားနေသူကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ TikTok ဆယ်လီစော်ဝင်းမောင်ဟာအာဏာသိမ်းကာလအစောပိုင်းတုန်းကစစ်ကောင်းဆောင်ကိုလှောင်ပြောင်တဲ့ TikTok ဗီဒီယိုရိုက်ခဲ့လို့ဆိုပြီး2023ဇူလိုင်လမှာဖမ်းဆီးခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စစ်တပ်အလို့ကျနေထိုင်ပြီးစစ်တပ်နဲ့ပြန်ပူးပေါင်းနေလို့ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်ရှင်။